တက်ကူလေးလေအလားထိုးထားတဲ့ဟာလေးပတ်ဆက်နေဒါပတ်ဆက်နေတောင်းတယ်နေအရွက်တိတ်တာတောင်းနာလားဟုတ်တယ်သိချာပါလို့လားပတ်ဆက်နေအိမ်မှာဆိုရင်ဆွဲပြုံးမဟုတ်ပေးပါစေဆွဲပြုံးမဟုတ်ပေးပါပေးပါဆက်တယ်မင်းဆက်တယ်ဟုတ်တယ်အမေတော်ညောဘသူပေးလိုက်တာမလေးတတိပေးထားတဲ့ဘသူပေးလိုက်တာဒါတွေဘသူပေးတာတော့ဇာတာပေးတာလေဟောဒါဟုတ်တယ်ဒါပေးတာမဟုတ်ဘူးအမေတော်အောင်ညောကိုကြိုက်နေတဲ့သူကပေးလိုက်တာကြိုက်တဲ့လူကကြိုက်တဲ့သူမလေးကြိုက်တဲ့လူကဟုတ်တယ်ငါကြေကနီးမှကြိုက်ရအောင်မလားဟုတ်တယ်အမေတော်အောင်ညောကိုရှစ်လို့တဲ့မလီညာမယူဘူးကျင်မဘူးအဲ့ဒါအဖြစ်ပြန်တောင်းခိုင်းလိုက်တယ်သူ့ကိုရှစ်လားတဲ့မလီရှစ်လားဖြစ်ပါတယောက်ထဲမှာဖြစ်သွားပြီလေကူအဲ့ဒါကြောင့်ပြက်ဒီလက်ဆောင်ပေးတဲ့သူကိုပြန်ရှစ်လိုက်ပါနှစ်ယောက်ဖြစ်အောင်လို့ဟုတ်တယ်ဟာအဲ့ဆိုလက်ခံလာသူ့ကိုရှစ်လားပေးတဲ့လူကိုရှစ်လားရှစ်ရမှာပေါ့ပေးမှာတော့ရှစ်မှာပေးရမှာပေါ့စာရေးပြလိုက်တယ်သိလားဘယ်လိုတမီးဖတ်ပြပဲမေတဲ့ကျမ်းပါပါစေချမ်းသာပါစေတဲ့အရှိကျမ်းပါပါစေမေတဲ့သားတို့သမီးတို့အဝေးကနေကြောလိုက်ပါတယ်အေးတဲ့စုနဲ့ပြည့်ပါစေလို့ဆုတောင်းမြတ်တာပို့ပြီးသားတို့သမီးတို့ကအမေကိုအရန်တတိရပါတယ်တဲ့အဲ့ဒါဘယ်ကသားတွေသမီးတွေတော့ဘယ်ကရှိတဲ့လူသားသမီးတွေပေါ့မဟုတ်သေးဘူးနော်ဟာမလေးရှားကတမက်နဲ့သမီးနဲ့မေသိလားမလေးရှားကအမေတမက်တွေနဲ့ပြီးတော့အမေသမီးရောမျိုးတဲ့နိုင်သမီးနဲ့တမက်နဲ့အမေကိုကြောလိုက်တာအမလေးချမ်းသာပါသေးဆုတောင်းမြတ်တာပို့ပြီးသားပါမိကျမ်းမာပြောရှင်ပါစေအဲ့ဒါကြောင့်ဖတ်ပြီးကြောလိုက်တာညီမလေးနဲ့ဟွာညီလေးနဲ့ပေါ့နော်ညီမတွေကကြောလိုက်တာကိုနော်ဒီဟာလေးရောကိုအတွက်ကျမရေကူဆိုင်တဲ့သူတို့အစားစားရအားလုံးအဆင်ပြေပါစေလို့ဆုတောင်းပါဟုတ်ကဲ့ကိုတရားစုနဲ့ပြပါသေးရှင်ကျမ်းပါပါဆက်လက်ကြပါစေဒီတမကလည်းပြုတ်တော့ပါစေအောင်မြင်ပါစေဟုတ်ကဲ့အမေတို့ချက်ပြုတ်လိုက်တိုင်းမှာပါရီဝင်နေတယ်တမီးတို့ကမြေကိုပြုတ်နေလို့စီအမေတိုင်းပြောလိုက်တာအကုန်ခေါ်လာလို့အကုန်ကနေနဲ့ပြောရင်ပြီးရောဆိုပြီးတော့ဟိုးနေပြီးတော့ဒီဖြစ်တာထိုင်လည်းမထိုင်ခိုင်းဘူးဟာငါပဲဆွဲကြိုးစားတယ်ဆွဲကြိုးလည်းမစားနိုင်ဘူးလို့ငါပြောလိုက်ပိန်းငါဆွဲကြိုးရတယ်နှလုံးထိုးဖို့လည်းမပေးနိုင်ဘူးဆွဲကြိုးကငါနှလုံးထိုးဖို့ငါပြောလိုက်တယ်ပြောပြလာကြတာဟုတ်ပြောအမေလုံးဝပဲငါနှလုံးကြစားအောင်ပဲလို့ပြောလိုက်တာမစားနိုင်ဘူးလို့ဖြစ်တာထိုင်လည်းမထိုင်ခိုင်းဘူးငါပြောငါပဲဆွဲကြိုးစားတယ်ငါပြောလည်းမစားနိုင်ဘူးလို့ငါပြောလိုက်ဘလို့ပါလို့ဆွဲကြိုးရတယ်နှလုံးထိုးဖို့လည်းမပေးနိုင်ဘူးဆွဲကြိုးကငါနှလုံးထိုးဖို့ငါပြောလိုက်တယ်အဲ့မှာခေါင်းလာမှရှိတယ်ဟာမလုံးဝပဲငါပြောနှလုံးကြစားအောင်ပဲလို့ပြောလိုက်တယ်စက်နားလိုက်လို့ပြောလိုက်တယ်ပြောတော့ဖိလက်မင်းတဲ့အတွက်တော့ကိတ်လို့ဘာပြောလဲအခုငါပြောတယ်ဆွဲကြိုးကထက်ထားကြတာဘလို့ပါလို့အမေကတော့ပြေးပါစားပဲဒါကအမေမလွဲတော့ဘူးစားဒီဖဲလွဲအဲ့မှာဖုန်းလာမှရှိတယ်လို့ဟာမပလဲလို့ငါမပေးနိုင်ဘူးမလဲလို့ဟာမဖုန်းလာမှဆက်လာဆက်တောင်းလိုက်လို့ပြောလိုက်ပြောတော့ဖိလက်မင်းတဲ့အတွက်တော့ကိတ်လို့ရဲ့အကြီးမားဆုံးအီမန်ကိုတိတ်တိုက်ရှင်တော့ကျွန်တော်ပြောချင်တာနော်အခုလိုနည်းနည်းလေးဘဲကြည့်နော်ကျွန်တော်တို့နေနေတဲ့အခုကျန်တဲ့မြို့နယ်တစ်မြို့နယ်တဲ့တောင်တော့မှ KB ကမန္တလေးမြို့နယ်တစ်ခုတဲ့တောင်မှ KB က3လမှာအမှုပေါင်း300ကျော်တက်တယ် KB ကနေနေခံရတဲ့ကျန်တဲ့မြို့နယ်တွေအမှုပေါင်း300ကျော်တက်တယ် KB ကစဉ်းစားနေတဲ့ပတ်စံနော်မြန်မာနိုင်ငံရဲ့အကြီးမားဆုံးအင်တာနက်လိမ်ကိုသိလိုက်ကြတာတော့ကျွန်တော်ပြောချင်တာ KB ကအခုလိုနည်းနည်းလေးဘဲကြည့်နော်ကျွန်တော်တို့နေနေတဲ့အခုကျန်တဲ့မြို့နယ်တစ်မြို့နယ်တဲ့တောင်တော့မှ KB ကမန္တလေးမြို့နယ်တစ်ခုတဲ့တောင်မှ KB က3လမှာအမှုပေါင်း300ကျော်တက်တယ် KB ကနေလိမ်ခံရတဲ့လူတွေနော်အမှုပေါင်း300ကျော်တက်တယ်ခင်ဗျားတို့စဉ်းစားကြည့်လိုက်တော့နော် KB ကတရားဝင်လိမ်ကိုပေးနေသလားတော့မသိနော် KB က